ဇန်နဝါရီလမှာငွေဝင်ကန်အကောင်းဆုံးဖြစ်မဲ့ရာသီပွား၃ခု2026ခုနှစ်ဒီလရဲ့အစောပိုင်းမှာကက်ပရီကွန်မကာယရာသီရဲ့အရှိန်အဝါကြောင့်စီးစနစ်ကျတာတာဝန်ယူမှုရှိတာတွေကနေတဆင့်ငွေဝင်လန်းတွေပွင့်လာမှာပါအဲ့ဒီနောက်ပိုင်းမှာတော့ Aquarius ကုန်ရာသီရဲ့အင်အားကြောင့်နီလန်းသစ်တွေနဲ့ချမ်းသာကြွယ်ဝလာမဲ့အခွင့်အရေးတွေရလာပါလိမ့်မယ်ဘယ်ရာသီပွားတွေလဲဆိုတာကိုနားထောင်ကြည့်ရအောင်နံပါတ်1 Sagittariusဓနုရာသီပွားတွေအတွက်တော့ဒီဇန်နဝါရီလကတကယ့်ရလဒ်တွေစပြီးခံစားရမယ်လားပါလွန်ခဲ့တဲ့2008ကနေ2024အထိစီးပွားရေးနဲ့ပတ်သက်ပြီးရုန်းကန်ခဲ့ရသမျှတွေကအခုဆိုရင်အသီးအပွင့်တွေစထွက်လာပါပြီဇန်နဝါရီ4ရက်ကနေ18ရက်အတွင်းမှာငွေကြေးနဲ့ပတ်သက်တဲ့အင်အားတွေအကောင်းဆုံးဖြစ်နေမှာပါအထူးသဖြင့်ဇန်နဝါရီ18ရက်တနင်္ဂနွေနေ့ဝန်းကျင်မှာရလာမယ့်အခွင့်အရေးကိုလက်မလွတ်ပါနဲ့အဲ့ဒီအခွင့်အရေးကသင်ရဲ့ဝင်ငွေအဆင့်အတန်းကိုတစ်ဆင့်မြင့်သွားစေနိုင်ပါတယ်။နံပါတ်2ကက်ပရီကွန်မကာယရာသီပွားတွေကတော့2026နှစ်သစ်ကိုအင်တိုက်အားတိုက်နဲ့စတင်နိုင်မှာပါ။ကိုယုံကြည်မှုရှိရှိနဲ့ဆုံးဖြတ်ချက်ချဖို့အချိန်ကောင်းပါပဲ။ဇန်နဝါရီလ18ရက်နောက်ပိုင်းမှာငွေကြေးကံပိုကောင်းလာပြီးဇန်နဝါရီ23ရက်မှာတော့ပိုပြီးတက်ကြွတဲ့အချိန်ဝါတွေရလာပါလိမ့်မယ်။ဖေဖော်ဝါရီ10ရက်အထိဒီကောင်းတဲ့အချိန်ကရှိနေမှာမလို့အလုပ်အသစ်စတာပဲဖြစ်ဖြစ်ကိုယ်ပိုင်စီးပွားရေးထောင်တာပဲဖြစ်ဖြစ်ရဲဝံ့သာလှုပ်လိုက်ပါနံပါတ်3 Aquarius ကုန်ရာသီပွားတွေအတွက်ကတော့အတွေးအခေါ်အသစ်တွေနဲ့ချမ်းသာမဲလာပါအရင်လိုနီးလန်းဟောင်းနေနဲ့မဟုတ်ပဲကိုဝါသနာပါတဲ့အရာတီထွင်ဖန်တီးမှုရှိတဲ့အရာတွေကနေငွေရှာနိုင်မှာပါဇန်နဝါရီ25ရက်နေ့ကနေစပြီးဧပြီလကုန်အထိဝင်ငွေကံအားကောင်းနေပါလိမ့်မယ်ဒီအချိန်မှာပတ်စံဘယ်လောက်ရမလဲဆိုတဲ့ကိန်းဂဏန်းတွေထက်ကိုလုံးနေတဲ့အလုပ်ကကို့အတွက်ရောတခြားသူတွေအတွက်ရောဘလို့အကျိုးရှိမလဲဆိုတာကိုကြည်ပါအမှုပညာဆန်တဲ့အလုပ်သို့မဟုတ်ဝါသနာပါရကိုလှုပ်ချင်းကနေတဆင့်ကျွေဝလာပါလိမ့်မယ်အနှစ်ချုပ်ရရင်တော့ဒီဇန်နဝါရီလမှာဓနုမကာရနဲ့ကုန်ရာသီပွားတွေကအလုပ်အကိုင်နဲ့ငွေကြေးကံမှာတခြားသူတွေထက်ထူးထူးခြားခြားကံကောင်းနေမှာဖြစ်ပါတယ်နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်